ကြလာတာမျက်မှောက်တော်တဲ့ဒူးထောက်ပြောက်ဝေကိုးကွယ်နေတဲ့ငါပေါ်မှာဆိုရှယ်တော်တဲ့ပိတ်သိတွေကငါနှုတ်ကနေစီချက်တွေနဲ့ကာရဲ့များစွာစီးဆင်းလာMicrophoneကိုကင်မိတီဆိုဝန်ကဆယ်လို့လိုက်တဲ့ခါမှာချီနောင်ရဲ့တန်ချိုးတွေပြက်မျောလင်းချက်တွေပြိုလဲနေတဲ့ချက်တောက်တွေမတ်တရက်ဖုန်တက်နေတဲ့အတွေးခေါ်ကိုခါချလျက်ကွာချတော့တဲ့တက်တာတဲ့ကအမင်္ဂလာတွေပေါ်ကိုတက်နေပြီးတော့ချော်လာခဲ့ခတ်မော်ရှင်ဘတ်ထက်ကတောက်လောင်လာတဲ့မီစာများမြန်မာတပီလုံးကိုပြက်နေလို့လောင်ကျွမ်းသွားနိုးထောက်မှုလှိုင်းလုံးကြီးကိုငါတို့ကသက်ဆောင်လာ We are born to be a revivalတေးသွားတွေကိုရေးထိုးမယ်နာကပ်ပကြီးကားပေါ်ယူပါရုံနဲ့စင်းချင်မယ်မျိုးဆက်တည်းရဲ့သမိုင်းကိုဖျားစီကလာတဲ့ဉာဏ်ပညာနဲ့ပြန်လဲရေးသား I'm a history maker တကူပါတော့တေးသွားတွေကိုရေးထိုးမယ်နာကပ်ပကြီးကားပေါ်ယူပါရုံနဲ့စင်းချင်မယ်မျိုးဆက်တည်းရဲ့သမိုင်းကိုဖျားစီကလာတဲ့ဉာဏ်ပညာနဲ့ပြန်လဲရေးသား I'm a history makerလူမဖြစ်ခင်တုန်းကရိုးသားကြိုးစားရည်ကြီးလိမ့်မှာပြည့်ကင်းစင်တဲ့ငယ်ဘဝကကိုချောက်ကိုရက်တည်ရမယ်ဆိုတဲ့အသိစိတ်ဝင်လာတဲ့ရွှေရောက်တော့လောကတွေကိုစပြီးချေတလှန်လိုက်တော့ဘုံငနဲ့ဒိုင်းငနဲ့မျက်တော်တမိတ်လေးအတွင်းမှာပြောင်းမြင်လန်သွားတဲ့ဘဝလန်ခီတဲ့ကြုံလာရတဲ့လူပေါင်းစုံပုဂ္ဂိုလ်ပေါင်းစုံကမေးတဲ့စာမွေးဝဲကိုမဖြေနိုင်တော့ပုံကတက်လာရောစာတီသွေးသားမျိုးစေ့တွေကိုစိုက်တိုးမိလာပြန်လဲရိတ်သိမ်းလိုက်ချင်ရလက်ကအမင်္ဂလာဘသူကမှမချစ်တဲ့ယုံကြည်ဖို့ခက်မာနရဲ့ဝင်ကပါတွေကိုပြုတ်ကျသွားခဲ့ပျော်ရွှင်ဖို့အတွက်အတော့စားတဲ့မှာရှာအတွေးခေါ်တွေကပါဆက်ပြီးတော့မှားလာရောက်တဲ့အရက်မှာထင်ရဆိုင်ကနောက်ဆုံးတော့ဖြစ်လာတဲ့ကောင်ကျွတ်တမျက်နှာလောကရဲ့နီးရမှာကိုလွန်ကျူးစွာရှူရှိုက်ပြီးတော့ overdose ဖြစ်ပြီးတော့အဲ့ရထဲမှာဘုံလဲရောဘသူမှလာပြီးမကဲနိုင်အဲ့မှာငါသိသွားတာကိုယ့်တက်ကိုတိုင်းမပိုင်ဆိုင်နောက်ကျသွားပြီလားနောက်တော့ရောက်ဖို့ချိန်နေရှိရလားလောဘမောဟဒေါသတွေချိုးပဲချိန်မှပျက်စီးလို့တော့လူတော့ရှုံးပေးတော့ကမျက်ရည်တွေချမျောလင်းချက်တွေခန်းချောက်နေတဲ့နှုတ်ခမ်းကနေကဲတင်ရှိသေးလားအော်ဟစ်ခေါ်ဆိုလိုက်တဲ့အခါငါရဲ့အသက်တာတွေကိုစီးဆင်းလာတဲ့ဗျာဒိတ်ကဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့ငါထံသို့လာကြလောငါသည်ချမ်းသာပေးမယ်ငါသည်လန်ကီဖြစ်တမန်တရားလည်းဖြစ်အသက်လည်းဖြစ်ငါကိုယုံကြည်သောသူသည်သေလွန်တော်လဲရှင်လိမ့်မည်စစ်မှန်သောကယ်တင်ရှင်ကိုရှာတွေ့ပြီစစ်မှန်သောလွတ်မြောက်ခြင်းကိုသူပဲပေးနိုင်တယ်သူ့နာမည်ကယေရှုဖြစ်တယ်နောင်တနဲ့ပြန်လဲတိုးဝင်လိုက်တဲ့အခါရေထဲကနေငါ့ကိုနိုးထစေပြီးအသစ်သောခန္ဓာစိတ်ဝိညာဉ်၃ပါးကိုပေးတယ်ငါရဲ့အတွင်းတွေကဝိညာဉ်ပေါ်မှာသူ့ရဲ့တန်ရှင်းသောဝိညာဉ်တော်ကိုတွန်းလောင်းပေးတဲ့အခါငါရဲ့နှုတ်ရှာဟာမိကဲ့သို့တောင်းလောင်လာပြီးတကိုးပါသောတေးသွားတွေကိုရေးထိုးတယ်အနာဂတ်ပကြီးကားကိုယူပါယုံနဲ့ဆေးချယ်တယ်မျိုးဆက်သေးရဲ့သမိုင်းကိုဖျားစီကလာတဲ့ဉာဏ်ပညာနဲ့ရေးသားတယ် I'm a history maker We are history maker We are history maker We are history